အားလုံးမင်္ဂလာပါရှင်အားလုံးမင်္ဂလာပါခင်ဗျာမမိုးကသတင်းကောင်းလေးတစ်ခုပြောမလို့ပါအားလုံးပေါ့နော်သတင်းကောင်းကအစီကျိတ်တွေပေါ့နော်ဒီပြင်ကင်ဆာစဖြစ်ကစားအကျိတ်တို့ပေါ့တော့နော်အဲ့လိုအကျိတ်တွေရဲ့နောက်ခုနာပေါက်တဲ့လူတွေရဲ့တက်တန်ပေါက်တဲ့လူတွေရေယုံပေါက်တဲ့လူတွေရဲ့ပေါ့နော်မမိုးအမကြီးတယောက်ကအကူအညီတောင်းပါတယ်ဘလို့အကူအညီတောင်းတာလဲဆိုလို့ရှိရင်သူကပရဟိတအနေနဲ့ဖုန်းထဲကနေပြီးတော့သူပေါ့နော်အဲ့လိုဖြစ်တဲ့လူကိုနေနံလေးပဲသူကပြောရမယ်ပေါ့နော်အဲ့ဒါလေးကိုသူမန်းပေးမယ်ပေါ့မန်းပေးမယ်တဲ့သူကူညီခြင်းပါတယ်တဲ့သူကကူညီမယ်ဆိုတာတောင်မှပဲသူ့ကိုပတ်စံလဲကြော့စရာမလိုဘူးဖုန်းပေလဲဖြည့်ပေးစရာမလိုဘူးဖုန်းကိုသူ့ကိုခေါ်လိုက်လို့ကို့မှာဘေးမရှိရင်တော့သူကပြန်ခေါ်ပြီးတော့အားလုံးကိုကူညီပေးပါမယ်တဲ့ဒီလိုအကျိတ်တွေပါတွေဖြစ်တဲ့လူတို့ရေယုံပေါက်တဲ့လူတို့လက်မှာခုနာဖြစ်တဲ့လူတို့အစီကျိတ်တို့ကင်ဆာကျိတ်တို့တီဘီကျိတ်တို့ပေါ့နော်ဒါလေးတွေကခန့်နုနုမှာကိုသိတဲ့အချိန်မှာတကယ်လို့မန်းညင်နေဆိုလို့ရှိရင်မမ်မိုးကသူ့ဖုန်းနံပါတ်ကလေးကိုပေးလိုက်ပါတယ်မမ်မိုး3943လုံး843239ပါရှင်မမ်မိုးနောက်တစ်ခေါက်ထပ်ပြောပါမယ်3943လုံး843239သူ့ကိုဖုန်းပေါ့နော်ခေါ်စရာမရှိရင်တော့မှအမကြီးရဲ့ကျမအကျိတ်ကျမပေါ့နော်အကျိတ်ကလေးမန်းညင်လို့ပါဖုံးပြန်ခေါ်ပါဆိုတာတော့ तू ကဖုံးပြန်ပြီးတော့ခေါ်ပြီးတော့မန်းပေးပါမယ်တဲ့တခါနဲ့တော့ယူပြစ်တယ်လို့တော့မပြောက်ဘူးပေါ့နော်ဖုံးထဲကနေပြီးမန်းပေးမှာသူ3-4ကလောက်ပေါ့နော်သူတို့လည်းအသက်အရွယ်ကြီးရင်နေတယ်သူတို့တွေမသေးခင်ပေါ့နော်သူများကိုသူတို့တက်နိုင်တဲ့ဘက်ကနေပြီးတော့ပရဟိတလေးနဲ့သူကူညီပေးခြင်းပါတယ်တဲ့ဆိုပြီးတော့မမိုးတို့နဲ့ကြတော့လည်းအမကြီးနဲ့ရင်းနှီးတဲ့မိတ်ဆွေတွေဖြစ်နေတော့ပေါ့နော်တကယ်သူတို့ကရိုးရိုးသားသားစိတ်ထားကောင်းတဲ့လူတွေပေါ့မမိုးကလည်းဒီပြင်အကြောင်းလေးတွေပြောရင်းနဲ့စကားဆက်မြင်နေသူအဲ့လိုလေးလှုပ်ပေးခြင်းပါတယ်တဲ့ तू ကပေါ့နော်အဲ့လိုမျိုးဖုန်းထဲကလည်း तू မပြောတတ်ဘူးတဲ့ဒီလိုတစ်တော်တွေပါရင်မဆော့တတ်တော့မမိုးကိုကူညီပေးပါဆိုမမိုးကိုဖုန်းနံပါတ်တွေပေးလိုက်တော့အဲ့ဒါမမိုးတစ်ဖက်ကလည်းကူညီပေးတာပေါ့နော်သူ့ကိုလည်းဖုန်းခေါ်ပါတဲ့ကြိုက်တဲ့အချိန်ကိုခေါ်ပါတဲ့ခေါ်လို့ကြိုက်တဲ့အချိန်ကိုခေါ်တကယ်လို့ခေါ်လိုက်လို့ဖုန်းပေမရှိဘူးဆိုလို့ရှိရင် तू ပြန်ခေါ်ပါမယ်တဲ့ဖုန်းပေလည်းထည့်ပေးစရာမလိုငွေလည်းကြော့စရာမလိုဘူးသူတို့ကပလိုက်တာပေါ့ဒီလိုပညာလေးတွေတက်နေတာကြာပြီပေါ့နော်ဒါလေးတွေကိုသူတို့လုပ်ပေးခြင်းတို့ပါတဲ့နောက်ရေယုံဆိုလို့ရှိရင်တဲ့မနဲ့မန်းညနေကျချက်သွားစီရမယ်တဲ့အဲ့လောက်အထိသူတာဝန်ယူပေးပါတယ်ပေါ့နော်ဒါဖုန်းထဲကနေပြီးတော့ပေါ့အကျိတ်တို့ဘာတို့ကတော့3-4ခါလောက်ဖုန်းထဲကနေပြီးမန်းပြီးအိမ်လာစရာမလိုဘူးသွားစရာမလိုဘူးဖုန်းနံပါတ်ကလေးမှတ်ထားပြီးတော့သူတို့ကိုနေလေးပဲပြောလိုက်နေလေးပြောလိုက်လို့ရှင်အားလုံးလုပ်ပေးပါလိမ့်မယ်မမိုးကလည်းတစ်ဖက်ကနေသူ့ကိုပြန်ပြီးတော့ကူညီပေးတာပါအားလုံး66ပါယောဂဝေဒနာများအားလုံးကင်းစင်ပြောက်ွယ်ကြပါစေလို့မမိုးကဒီကဆုတောင်းမြတ်တာပို့ပါတယ်ရှင်